အမျိုးသမီးတစ်ယောက်ကသူမရဲ့အမွှာညီမတေဆုံးမှုနောက်ွယ်ကအမှန်တရားကိုသိနိုင်ဖို့အတွက်အတုပအခေါင်းထဲမှာအလောင်းအဖြစ်ဟန်ဆောင်ပြီးလဲလျောင်းနေခဲ့ပါတယ်။မကြခင်မှာပဲညီမဖြစ်သူရဲ့ခင်ပွန်းရောက်လာပြီးသူမရဲ့ပိုင်ဆိုင်မှုတွေကိုရကျင်လို့ဘလို့မျိုးရရက်ဆက်ဆက်တတ်ခဲ့တယ်ဆိုတဲ့အစီအစဉ်အားလုံးကိုအခေါင်းရှိမှာဝန်ခံပြောချခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အမျိုးသမီးဟာတုန်လှုပ်သွားခဲ့ပေမဲ့လူယုံမှာခင်ပွန်းကပိုင်ဆိုင်မှုတွေကိုအမြန်ရကျင်တာကြောင့်အခေါင်းအဖုံးကိုပိတ်ဖို့ကြိုးစားပါတော့တယ်။အိမ်တော်ထင်းကဒီမတရားမှုကိုကန့်ကွက်တဲ့အခါမှာတော့လူယုံမာကအိမ်တော်ထင်းကိုပါတတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒီအခြေအနေကိုအခေါင်းထဲကနေကြည်နေတဲ့အမျိုးသမီးဟာစက်ပြီးသီးမခံနိုင်တော့ပဲအခေါင်းထဲကနေရုတ်တရက်ထွက်လာခဲ့လို့အားလုံးတွေးပြတ်သွားခဲ့ရပါတယ်။ဒါပေမဲ့သူမကဘာမှမပြောဘဲညီမဖြစ်သူ့ဇနီးအဖြစ်ဆက်လက်ဟန်ဆောင်နေခဲ့ပါတယ်။ခင်မွန်းဖြစ်သူကတော့သူ့ဇနီးတေသွားပြီဆိုတာကိုသိနေပေမဲ့ရုပ်ချင်းကအဆအဆုံးတူနေတာကြောင့်သူမအသက်ရှင်နေသေးတယ်ဆိုတာကိုမလွဲမရှောင်သာဝန်ခံလိုက်ရပါတော့တယ်။တကယ်တော့သူမကအမှန်တရားကိုချက်ချင်းမပြောသေးတာဟာညီမဖြစ်သူခံစားခဲ့ရတယ်လို့မျိုးဒီလူယုံမာကိုတဖြည်းဖြည်းချင်းနှိပ်စက်ပြီးတေမင်းစီပို့ဆောင်ခြင်းလိုပဲဖြစ်ပါတယ်